န်းခင်းလို့လဲခေါ်လို့ပန်းငပိရောင်လို့လဲခေါ်တဲ့ဒီနှခမ်းနေလေးကတော့လူကြီးရောလူငယ်ရောအင်မတန်အောင်မှလိုက်ဖက်ပြီးတော့ဆွဲဆောင်မှုအရန်ရှိစေတဲ့နှခမ်းနေလေးပါဒီအယောင်လေးကိုစိုးလိုက်တဲ့နေ့မှာကိုငါအရန်လာတာပဲဆိုတဲ့ confidence ကိုလည်းရရှိစေပါတယ်နှခမ်းသားပေါ်တင်လိုက်တဲ့ခါမှာလဲနှခမ်းသားပေါ်မှာချက်ကပ်ပြီးတော့တိတ်တိတ်ညက်ညက်ကလေးနဲ့တနေကုန်ပဲလှနေစေပါတယ်ယေရှုချွေးဆိုခံပါတယ်တွားဆယ်ချောင်းဆယ်ရောင်လာတယ်အယောင်တိုင်းကအရန်မိုက်တာပေါ့နော်ခိထဲမှာဆိုရင်လူကြိုက်အများဆုံးအယောင်ကတော့ပန်းခရမ်းခေါ်ပန်းငပီပြီးတော့အုတ်ကျိုးရောင်ကလည်းလူတိုင်းကြိုက်ကြတယ်ပေါ့နော်အုတ်ကျိုးရောင်ဆိုရင်လည်းဘူဆန်ဆန်လေးနဲ့အရန်လာစေတာကြိုက်နှစ်တက်ရမှာလို့ရပါတယ်တွားပူရှင်းရှင်းအနက်ပါတဲ့အတွက်ပေါ့အစိုးလိုက်တဲ့အချိန်မှာအနက်လေးရလိုက်တာနဲ့လူကိုလန်းဆန်းပြီးတက်ကြွသွားစေရတော့အတာချက်ပဲပေါ့နော်ပြီးတော့ဖစ်တာထိုးစရာမလိုတော့အောင်ကိုဒီနှခမ်းနီလေးကိုနှခမ်းသားပေါ်တင်လိုက်ရင်နှခမ်းလေးကိုဖူးဖူးကြွကြွနုနုလေးရွရွလေးဖြစ်စေတာပေါ့နော်ရောင်တိုင်းကစိုးပြီးတော့ဣနေတာပဲပေါ့နော်နံပါတ်လေးတွေရွေးချယ်ပြီးတော့ကိုကြိုက်တာလေးတို့မှားလို့ရပါတယ်10ချောင်းလားအချောင်း50လားအချောင်း100လားအချောင်း300လားလက်ကားဈေးအတီးတီးရှိပါတယ်အယောင်တွက်တဲ့ခီနှခမ်းနီလေးတွေပါနာမည်လဲကြီးတလို့လူကြိုက်လဲအရင်များပါတယ်ရှင် profile မှာဖုန်းနံပါတ်ရှိရ Viber လာလဲရရင်တော့ပို့ပေးပါရှင်